ကိုခေါ်ယူတယ်ပေးစသူလုံးငါကောင်ကမပြောဘူးရှိမထဲမှာရှိတဲ့ကိုစိတ်နဲ့ခေါ်ယူအဒီမှာခေါ်နေဆန်းရဲ့မို့ဘာလို့ရမလဲပြန်မနဲ့ခံနေတွေ့စနားရဲ့နောက်ကွယ်မှာအောင်မြင်မှုစောင့်နေတယ်ကျန်သူတွေလည်းဟိုးဝဲမတောက်နေလုံလာတော့လုံးဝမလျှော့တန်းနိုင်ကိုရှောက်ရမယ်မောက်ချတော့စိတ်တက်ပြီးစွာ